ခုရေးပိုင်ပဲပပငန်ကြမှာဖန်စီတွေပြန်ရှိနေဆိုတာဒီပြီလားပပငန်ရွဲတွေနဲ့ပူပေါင်းပြီးဟိုတယ်တစ်ခုကိုဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်ရှာဖွေတဲ့အကြောင်းရင်းကရေဝင်ခွင့်ပြုချက်လဲစင်ရှိမရှိဟိုတယ်လုပ်ငန်းလောက်ကင်နေသူကိုစစ်ဆေးမှာဖြစ်ပါတယ်အပြင်နှစ်သက်ကူပွဲတော်မတိုင်မီခီးသွားရသည့် high season ကာလအတွင်းနိုင်ငံဖြတ်ကျော်မှုကာကွယ်ရေးနဲ့ဖြည့်ရှင်းရေးစီမံချက်အရအောက်ပါအချက်များကိုအထူးတင်ကျန်းစွာစစ်ဆေးသွားမည်ဖြစ်ကြောင်းကြေညာထားတာဖြစ်ပါတယ်ဒီအချက်တွေကဘာလဲဆိုတော့မယောမကင်းအပြုမှုရှိသည့်နိုင်ငံခြားသားများထိုင်းနိုင်ငံသားများလောက်ကင်ခွဲရှိသောအလောက်ကင်များကိုဝင်ရောက်လောက်ကင်နေသည့်နိုင်ငံခြားသားများထိုင်းနိုင်ငံသားအမိခံ၍စီးပွားရေးလောက်ကင်နေသော nominee ဟုခေါ်သည့်ဖွဲ့စည်းများဖြစ်ပါတယ်ဒီလိုလောက်ကိုင်နေသောအဖွဲ့များကိုဝင်ရောက်အဓိကထားပြီးစစ်ဆေးမှာဖြစ်ပါတယ်အခုကာလဒေတာတွင်ခီးသွွားဒေတာများအဓိကထားပြီးရဲတပ်ဖွဲ့ဝင်တွေကစစ်ဆေးမှုများကိုပုံမလို့ဆောင်သွားမှာကိုညှာထားပါတယ်ဒါကြောင့်ဟိုဒေတာများတွင်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနေဖြင့်ဒီထားရမည့်အချက်လက်များကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်နံပါတ်1ချက်တရားဝင်အထောက်အထားဆိုင်ရာဆန္ဒများကိုအမြဲတမ်းယူဆောင်သွားပါနဲ့ထိုင်းဥပဒေမှတားမြစ်ထားသောအလုပ်ကံများကိုလောက်ကချင်းမပြုရန်ရှောင်ကျဉ်ကြပါနံပါတ်3ထောင်ထားမဲ့အသွာလာခြင်းသို့မဟုတ်တန်ရအဖြစ်အဖွဲပြုမှုများကိုရှောင်ကျဉ်ပါလို့ညှာထားပါတယ်ဒါကြောင့်အခုနောက်ပိုင်းမြန်မာနိုင်ငံသားများပွာလာနဲ့အနေထိုင်ဆင်ခြင်မှုများကိုပုံမယူဆိုင်ကြပါရန်ကျွန်တော်တတိပေးပါရစေခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ